ရသောမိထုံထဲမှာရှိနေတဲ့၍သင်ဟာအိမ်တော်ကိုဖောက်ပြန်တဲ့အတ္တရှိနေတဲ့၍ကိုမိန်းမပေါ်မှာတစ္ဆာမရှိသေး၍ကိုယောက်ျားပေါ်မှာတစ္ဆာမရှိသေး၍ဘုရားခင်မနစ်သက်တဲ့လမ်းမှာရှောက်လှမ်းနေတယ်မတရားသောစီးပွားကိုရှာနေတယ်မလိမ့်တပတ်လုံနေတယ်ဆိုရင်သင်ရဲ့အတ္တဘုရားအလိုတော်ကိုသိဖို့လုံးဝမစင်စားနဲ့ကျွန်တော်ပြောရဲတယ်ဟုတ်တယ်ယေရှုခရစ်တော်လှုပ်ဆောင်ခဲ့တာသဘောပေါက်တဲ့အတွက်ကြောင့်သင်ကယ်တင်ခြင်းလုံးဝစိတ်ချရမယ်လုံးဝရမယ်သို့တော်သင်ရဲ့ mind သင်ရဲ့အတွေးခေါ်ကိုသင်ဘယ်လိုပြင်ရမလဲဆိုတော့နေ့တိုင်းမှာခန္ဓာစိတ်ဝိညာဉ်သုံးခုစလုံးတပြိုင်တည်းလွတ်မြောက်ခြင်းရဖို့ယေရှုကိုယုံကြည်တဲ့အခါမှာဝိညာဉ်လွတ်မြောက်သွားပြီခန္ဓာနဲ့စိတ်ကကြံသေးတယ်အဲ့ဒီခန္ဓာနဲ့စိတ်လွတ်မြောက်ဖို့ရန်အတွက်နေ့ရက်စဉ်တိုင်းမှာသင်ရဲ့အတွေးခေါ်ကိုပယ်နှုတ်ကပတ်တော်ထဲသင်ရဲ့အတွေးခေါ်ကိုဖယ်နှုတ်ကပတ်တော်ထဲသင်ရဲ့ညဉ့်ညူးတဲ့အရာတွေဖယ်နှုတ်ကပတ်တော်ထဲသင်ရဲ့ငယ်ကလေးကပါလာတဲ့အကျင့်ထုံတန်းစင်လာတလေးတွေကိုဖယ်နှုတ်ကပတ်တော်ကိုထဲကျွန်တော်ပြောပြမယ်ကျွန်တော်မိခင်ကြီးဟိုတုန်းကပါအခုတော့မဟုတ်တော့ပါဘူးကျွန်တော်မေကတေလဂူလေအိန္ဒိယမျိုးနယ်လေဆိုတော့ကျွန်တော်မေတိတ်ချစ်စရာကောင်းပါလေဖះကိုလည်းအရန်ယူသေးတယ်ဒါပေမဲ့ဒီမှာတော့မသိဘူးပေါ့နော်ကျွန်တော်တို့ကလာအမျိုးနယ်ကတော့မင်္ဂလာဆောင်ရင်တော့မှကျွန်တော်တွေ့ဘူးတာပါအကုန်လုံးတော့မဟုတ်ပါဘူးကျွန်တော်တို့မျိုးတဲ့တချို့ပေါ့နော်ဟိုစံနေဖြန်းနေပဲတွေဖြန်းနေမျိုးပဲရှုပ်ရှောက်ခတ်တာပဲအဲ့ဒီထဲမှာလက်သေးမညက်ရဆိုတဲ့အမျိုးအိမ်မှာလက်သေးမညက်ရဘူးလက်သေးတစ်ချောင်းအကြမကောင်းစီးပွားပြတ်သွားမယ်တဲ့လက်သေးတပြားမှမကြောက်အခုလည်းမွေးနေတာပဲဘာမှမထူးလက်သေးမညက်ပါဘူးအိမ်မှာဒါမဲ့မွေးနေတာပဲခုဒီဘာမှမထူးအယူရတယ်လေမချုံအောင်စီးပွားပြတ်မယ်လေလည်းမချုံပြတ်နာပဲဘာမှမထူးချုံမချုံပြတ်နာပဲစာရန်လက်စားထားတာဒီရိုးရာထဲမှာကြီးပြင်းလာတဲ့ခါမှာကျွန်တော်မေကတနေ့ကျွန်တော်ရဲ့သမီးလေးကိုကျွန်တော်အိမ်ခေါ်လာတော့ကျွန်တော်အိမ်ကကောင်လေးတယောက်ကသူ့ကိုဆွဲပွေပြီးတော့ဟဲနေရလေနှစ်နာပဲတဲ့အဲ့လိုလေးပြောလိုက်မိတာကျွန်တော်မေကကျန်းစာဖတ်နေအခါနဲ့ထွက်လာခလေးကိုအဲ့လိုမပြောနဲ့လေဖျားတတ်တယ်ကျန်းစာမပြောဘူးသူဘယ်ကပါလာလဲလားပြောအလမေကန်နာဆိုအဲ့ဒီအမျိုးနွယ်ပါလာတာအမျိုးနွယ်အမျိုးရိုးရရှိတယ်ဟိုမယူရဒီမယူရကိစ္စတွေလည်းပဲခရိယန်တွေထဲမှာအများကြီးရှိသေးတယ်ရိုးရာတွေကျွန်တော်ရိုးရာကိုလေးစားပါတယ်မစော်ကားပါဘူးဒါမဲ့တမန်တရားထက်တော့မလွှမ်းမိုးစေနဲ့မိမအိုပြောတတ်သောဒဏ္ဍာရီစကားကိုပယ်ရှားတယ်လောကစကားတော့ပြောတယ်ရှေးထုံးမပယ်နဲ့တဲ့ဘုရားရှင်းလေးပဲနှုတ်ကပတ်တော်နဲ့မညီပယ်ကွာဒါကိုပြောပလိုက်တာရှင်းလေးပြောလိုက်တာနှုတ်ကပတ်တော်ဒီတိုင်းပြောရင်ဒီတိုင်းပဲကျွန်တော်တို့ကတော့နှုတ်ကပတ်တော်ဒီတိုင်းဝန်ခံတာပဲမဟုတ်ဘူးငါတို့မျိုးကတော့မဟုတ်ဘူးဒါပွဲလေးလုပ်နေတော့ဒါလေးအ ਨੇ ဆုံးတော့ခေါင်းရည်ပါမယ်ခရိယန်ဖြစ်တောင်မှခေါင်းရည်ပါနေသေးတယ်ရိုးရာပါနေသေးတယ်ယုံကြည်သူဖယားသခင်စပွဲမှာနတ်ဆိုးနဲ့ပတ်သက်တဲ့ဟာတွေလာလို့မရဘူးရိုးရာနဲ့ဖယားနဲ့ရောပြီးတော့ရှောက်လို့တယ်ကောင်းပါတယ်ရိုးရာနဲ့ဖယားနဲ့ရောလို့ရပါတယ်ဒါမဲ့တမန်တရားနဲ့အညီဒီဟိုနေ့ကလည်းဆရာဒေါမနစ်ပြောပြီးပြီခမရလုံနေတဲ့ရိုးရာဟာနှုတ်ကပတ်တော်နဲ့ညီရင်ဆက်လို့နှုတ်ပတ်တော်နဲ့မညီရင်မလုံနဲ့ဘာဖြစ်လဲသာသနာခေါင်းဆောင်တွေကလူမျိုးတွေကိုကြောက်တယ်လူမျိုးတွေကိုပြတ်သားမပြောရတဲ့ခါမှာတမန်တရားကိုတောင်မှလူကိုကြောက်တဲ့အတွက်ကြောင့်အာယုံဘာကြောင့်ရွှေနဲ့နွားရုပ်လှုပ်လိုက်တာလဲသိလားဖယားပြောလို့မဟုတ်ဘူးလူတွေကိုကြောက်လို့သူလှုပ်တာကိုယ်ွယ်ချင်းမှားသွားတယ်မဟုတ်ဘူးလားဒီနေ့သာသနာခေါင်းဆောင်တွေဖယားကိုမကြောက်ဘဲနဲ့လူတွေကြောက်ပြီးတော့မှလူအကြိုက်လိုက်လို့တဲ့အတွက်ကြောင့်နွားရုပ်တွေအများကြီးဗမာပြည်မှာနွားရုပ်တော့မရှိဘူး
ရိုးရာတွေကိုကွယ်ရိုးရာတော့ကိုကွယ်တာမဟုတ်ပါကွာပေါ်တင်းတော့မလုပ်ပါကွာဒါမဲ့လည်းအသားလေးပေါ့လစ်တယ်လို့ပေါ့ကတ်ဒိုးလေးတွေလုံနေအဖွဲအများကြီးပဲဒါကိုပြန်ဆန်းစစ်ကျွန်တော်ဘာမှမပြောဘူးဒါမဲ့မအောင်မြင်တဲ့လောက်မအောင်မြင်တော့ကျွန်တော်ဝမ်းနေတာဆုံးရှုံးနေကြတဲ့အရာတွေကျွန်တော်ကချင်ပြည်သွားတဲ့ကျွန်တော်စိတ်မကောင်းဗမောမှာကျွန်တော်သွားတဲ့ခါမှာကလေးတွေအများကြီးဘိန်းစားတွေကလေးတွေအများကြီးစုပ်ပြတ်တတ်နာပဲကျွန်တော်စိတ်မကောင်းဘာကြောင့်လဲတမန်တယောက်တဲ့ပြတ်တမပြောဘဲနဲ့ရိုးရနဲ့ရောပြီးတော့လှုပ်တဲ့အခါမှာလူငယ်တွေမယုံထွက်နိုင်ဘူးအဲ့ထဲကနေကလေးတွေကြည့်တော့ကျွန်တော်မျက်ရည်ကျတယ်ကလေးမျိုးကျွန်တော်ရောက်သွားတယ်ကလေးမျိုးမှာလူ2000လောက်လာတယ်ပွဲကြီးထဲမှာဘောလုံးဝင်းထဲမှာကျွန်တော်တရားဟောတယ်အစားတော့ကျွန်တော်မဟောချင်ကိုမျိုးကြီးတို့တရှင်တက်ဆိုတယ်အပိုက်ကိုနောက်နေမှာတော့နော်တို့ဂျေမီတို့တက်ဆိုတယ်သူတို့ဆိုတဲ့အချိန်မှာအောက်ကနေတချင်းနဲ့ဆိုခိုင်းတယ်သူကလည်းဖျားချင်းမဲ့ဆိုခြင်းတယ်နော်ကလည်းအောက်ကအဖွဲတယ်လည်းနော်အဲ့လိုမရဘူးဆိုတာဆိုနော်သူကလည်းပြောတယ်ငါအဲ့လိုရပြီအခုအဲ့လိုရအဲ့ကောင်ကြီးကမူးနာလေစင်နာမှာတလို့လေးလာကနော်သူတို့အော်တာအကြည့်ချက်အော်တာနော်ဟိုတော့နော်အဲ့လိုမြောက်ဆိုတယ်ဟိုကလည်းအဲ့လိုပြောပြီမျက်လုံးတွေမှိတ်သွားပြီကလေးမျိုးမှာဟာကျွန်တော်ကြည့်လို့ဘာတလဲအောက်ကကောင်နေအကုန်စိတ်ကြွစေးနဲ့ယူနေတာအဲ့ဒီတိုင်းရှောက်သွားတာအများကြီးပဲအဲ့ဒီတိုင်းပဲလုံတာကျွန်တော်လည်းကြည့်တယ်လင်းတယ်လို့သူကထားလို့နော်တော့တည်တယ်ဘုရားကောင်းကြီးပေးတာဒီအဖွဲတွေအုံနောက်တပြက်နာတည်တယ်နော်လည်းစိတ်ညစ်နေနော်လည်းသူဆိုချင်တာတခုသူဆိုချင်တာလင်းနဖျားကိုဖျားကိုကွမ်မောင်သူကအဲ့ဒါဆိုချင်တာဟိုကလည်းနော်အဲ့လိုမရဘူးစိတ်ညစ်နေသူလည်းဒါနဲ့သူနှစ်ပုတ်သုံးပုတ်ဆိုလဲဆိုပြီးကျွန်တော်တက်သွားကျွန်တော်တက်တဲ့ထိအောက်ကောင်တွေဘာလို့လဲဂျေမီနော်လုံးနေပြီကျွန်တော်လည်းတက်သွားတော့သူတို့လိုချင်တာကျွန်တော်မဟုတ်လေအဲ့ဒါလုံးဝဟောခတ်တယ်နော်အဲ့ဖျားတာမလို့သိမလားနော်ရေးလေတို့နေဖွေးတယ်ဘာဟောမှကျွန်တော်လည်းမသိတော့ရေးလေဖျားဝကျွန်တော်အားကိုးတယ် I totally depend on you Lord Jesus help me Lord and speak through me Lord ကျွန်တော်ဖျားလက်ထဲအပ်ပြီးတော့ကျွန်တော်သွားစင်ပေါ်ရောက်လေရောက်ကောကျွန်တော်ချပြီဘုရားသခင်ဝိညာဉ်တော်ပေါ်ပြဒါယုံကြည်သူတွေပဲလို့အများတို့အသင်းတော်တွေဘာလုပ်နေကြလဲဘုရားကျောင်းစောက်ဖို့ပဲဘုရားကျောင်းကြီးဖို့ပဲလုပ်နေကြတယ်အလူငွေများရောက်ပဲလုပ်နေတယ်ဘုရားကျောင်းတော့ကြီးပါရဲ့ဘိန်းစားတွေပဲပိုများလာတယ်အရက်သမားတွေပဲများလာတယ်ဟိုရံပါသမားတွေပဲများလာတယ်စိတ်ကြွစီးစားတဲ့ဟာတွေပဲများလာတယ်ခင်ဗျားတို့ဘာလုပ်နေကြလဲယေရှုတော်ကြောင့်ခဲနဲ့ထားမပေါက်လာကျွန်တော်လည်းအာရပါရကျွန်တော်လည်းကြားဘူးတယ်လေအဲ့လိုတရားဟောပွဲဆိုဆရာဆန်တို့ကပြောထားဘူးတယ်နိုင်ဝက်ထက်ပုံမဟောနဲ့ဆရာတဲ့မရဘူးတဲ့ဘာလို့ဆိုလူကဖြောက်တော့ကိုယုံကြည်သူလည်းရှိတယ်မယုံကြည်သူလည်းရှိတယ်အမေကျွန်တော်လည်းဖျားဖို့ပြတော့ကျွန်တော်ချတာဖယုံကြည်သူလို့ပြောတော့မှနှုတ်ကပတ်တော့တိုင်းပြတာမဟောတော့ဒီမှာကြည်စမ်းအဲ့ဒီအဖွဲဒီအများကြီးပဲခင်ဗျားတို့ဖြစ်နေပြီအများကြီးဖြစ်နေပြီဒီမှာကြည်
မတရားသောမေထုံထဲမှာလည်းရှိနေအဖွဲ့တွေအများကြီးဖယားကအာရနဲ့အေဝါကိုတေးချာချာအေးတွေဥယျာဉ်ထဲမှာတေးချာဖန်ဖန်စင်းပြီးတော့မှတေးချာချာလက်ထပ်ပြီးတော့မှမြားပြစာမွေးကြတဲ့မွေးကြဆိုပြီးတော့လွတ်လိုက်တာအခုကတော့မဟုတ်ဘူးလစ်တာနဲ့ဆွဲတာလက်မထသေးဘူးဘိုက်ကပူတာများကုန်ပြီဒီကာလတွေအဲ့လိုတွေဖြစ်ကုန်ပြီဆိုတော့ကျွန်တော်ပြောပြတယ်အဲ့ဒါခွေးတွေလို့အဲ့ဒါနွားတွေခွေးမှာလက်ထပ်တာမရှိဘူးနွားမှာလက်ထပ်တာမရှိဘူးလက်မထပ်ပဲနဲ့အိတ်တဲ့ဖွဲ့တွေကအဲ့ဒါခွေးတွေဟေးကိုကခွေးမဟုတ်ဘူးဆိုရင်ကိုရီးစားဘလောက်ပဲချစ်မပေးနဲ့ဟုတ်လားသမီးတို့ဟုတ်ပါခဏတာအယတာနဲ့ယောက်ျားတွေခဏတာအယတာနဲ့တဘဝလုံးရမယ်ကောင်းကြီးနဲ့မလဲနဲ့ရင်ဝင်ထဲပဲတိုးဝင်လာပါစေရှနရင်ဝင်လေးစွတ်ပြီးတော့မှဆွဲဆောင်ပါစေခေါင်းမှာရှမ်ပူအမွှေးစားလေးနဲ့ကိုယ့်ရဲ့ရင်ဝင်ထဲကိုတိုးလာရင်လည်းပဲအဆုံးဆုံးတင်လောက်အောင်မှာချစ်လွန်းရင်နှစ်ဖူးလေးကိုတစ်ချက်လေးနားတော်ပြီကြားလာမောရအေးကြားလာခဏတာရမယ်အယတာနဲ့တသက်လုံးရမယ်ကောင်းကြီးနဲ့ကျွန်တော်အဲ့လိုတော့တရားဟောတော့အပြူကြီးတရားထားတော့မလဲအမေအချွေတသက်လုံးရမယ်ကောင်းကြီးနဲ့ခဏတာရမယ်သွေးသားစန္ဒနဲ့မလဲနိုင်ဘူးပြောကြမလဲနိုင်ပြောလို့နောက်ခဏနေတော့ဆရာကြားနေတာပဲဆရာဘာဖြစ်လို့ဖြစ်သွားမသိပါဘူးဆိုတဲ့အဖွဲအများကြီးလာမလုံနဲ့အဲ့လိုတော့ no တရိစံဘဝကိုပြန်မစင်းနဲ့အာရပါရကျွန်တော်ပြောပလိုက်တာအဲ့ဒီလူ2000မထွက်သွားဘူးဟေးတနာရီနဲ့45မိနစ်ကျွန်တော်ဆွဲပလိုက်တာနိုင်ဝက်ကနေဘလို့ကြော့သွားလဲတနာရီ45မိနစ်အောက်မှာစကမဒူထွက်ခဲ့အိုးအဲ့ဒီမှာတော့ဗျာချင်းထဲမှာအဲ့ဒီမှာတိတိမ်ချင်းကပုံများတာဟုတ်တိတိမ်လေးလူငယ်တွေတူတော့အိုးတော့ပါဆိုအော်လားအဲ့ဒီလေကွင်းတွေကမြက်တွေကိုပါဆွဲနှုတ်တာတော့ပါချစ်တော်ညီကောင်မောင်မတော်ဒီမှာချစ်တော်ညီကောင်မောင်မတမန်တရားစစ်မှန်စွာမသိတဲ့ခါမှာဘလောက်ဖရားကြောင့်တက်မလွတ်နိုင်ဘူးဟုတ်လားညီကောင်မောင်မတို့ရေဒါကြောင့်ကောင်းမြတ်သောအရာဆိုတဲ့အတ္တတာတင်းရဲ့အတ္တတာတွေမှာနှုတ်ကပတ်တော်ဖော်ပြတဲ့နှုတ်ကပတ်တော်အတိုင်းတွေးတတ်တဲ့အတ္တတာဖြစ်ဖို့တင်းကဘာလုပ်ရမလဲဆိုတော့တင်းရဲ့အတွေးခေါ် delete လုပ်ပါတင်းငယ်ကလေးကကြီးပြင်းလာတဲ့အတွေးခေါ်သင်ရဲ့အသက်တောင်မကြီးပွားအောင်မတိုးတက်အောင်ဖယားနဲ့မရင်းနှီးအောင်အလိုတော်မသိအောင်ဖြစ်စေတဲ့ငယ်ကလေးကကြီးပြင်းလာတဲ့ဟာတွေအလုံး delete လုပ်ပြကျွန်တော်မျိုးထဲမှာရှိတယ်ကျွန်တော်ပြောပြမယ်ကျွန်တော်တို့အမျိုးထဲမှာပေါ့နော်ရှိထားတာယောက်ျားနိုင်တာငါတို့အမျိုးမိန်းမနိုင်တာငါတို့အမျိုးဆိုပြီးရက်တီထားတဲ့အမျိုးထဲမှာတို့တွေကြီးပြင်းလာတယ်ကြီးပြင်းလာတော့အမျိုးထဲမှာကိုကမိန်းမမနိုင်ဘူးဆိုရင်အနှိမ်ခါရတယ်မရကြောက်ဆိုလုံးဝမခံနိုင်ဘူးပြီးတော့မှတွန်တင်ထားတာရှိတယ်ယောက်ျားမိန်းမဆိုတာကအစာထိုးလို့ရတယ်တဲ့ခရိယန်အိမ်တော်နေအမေဆိုတာအစာထိုးလို့မရဘူးဟုတ်တယ်လို့နဲ့ဒါမဲ့တမန်တရားနဲ့အဲ့ဒါကိုကျွန်တော်နှစ်ပေါင်းများစွာ delete လုပ်ရတယ်ဖခင်ဘာပြောလဲကိုယ့်ရဲ့ဇနီးတွေကိုခရစ်တော်ကအသင်းတော်ချစ်တဲ့ကဲတော့ချစ်အဲ့ဒါကိုကျွန်တော်ဘာပြန်လုပ်ရလဲပြော
အဲ့ဒီဟာကိုကျွန်တော်အထဲမှာထည့်ရတယ်နှစ်ပေါင်းများစွာကျွန်တော်မိသားစုထဲမှာကျွန်တော်အမျိုးတွေထဲမှာဖြစ်ခဲ့တယ်ဗာလဲမိန်းမကိုနိုင်ရမယ်ဆိုတဲ့ဟာကိုဘာလို့ပြလဲကျွန်တော်ကသေစေရတယ် delete လုပ်ရတယ်မိန်းမပြောပါအောင် delete ကျွန်တော်မိန်းမတန်ကြားရှင်တယ် delete ပြောပါအောင်အမေသူ့တန်ကြိမ်ထွက်လာလို့ခုန delete တဲ့ခြေတော်ညီကောင်မောင်တို့ကျွန်တော်အားပေးခြင်းတယ်ကောင်းမြတ်သောအရာဖခင်နှစ်သက်တဲ့အရာကဘာလဲစုံလင်စေတဲ့အရာနောက်မှပဲကျွန်တော်ထပ်ပြီးရှင်းတော့မယ်အချိန်လည်းအရန်ကြိုသွားဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီသုံးချက်မမေ့ပါနဲ့ကောင်းမြတ်သောအရာကောင်းသောအတ္တဖခင်နှစ်သက်သောအတ္တစုံလင်စေတဲ့အတ္တတက်လှမ်းဖို့သင်ရဲ့ဇာတိကိုအမြဲတမ်းဒီနေ့ဆရာဒေါမနစ်ဝင်ငှတယ်လို့ဝတ်ဝင်လာဝွန်ဘလွေလာဝွန်ဘလွေအမဲနဲ့ဝွန်ဘလွေအဖြူဝွန်ဘလွေဘဲဝွန်ဘလွေကိုများများအစာကျွေးလေအဲ့ဒီဝွန်ဘလွေကနိုင်မှာပဲဆိုတော့သင်ထဲမှာအမြဲတမ်းအဖြူနဲ့အမဲကဝွန်ဘလွေအဖြူနဲ့အမဲကအမြဲတမ်းတိုက်နေတယ်ဇာတိနဲ့ဝိညာဉ်ကအမြဲတမ်းတိုက်နေတယ်ဆိုတော့သင်ရဲ့အသက်တာထဲမှာလောကီပုံတံကိုမဆောင်မဲနဲ့မှတ်ထားနော်ဖခင်လိုတော်တိဖို့ပထမတစ်ချက်ပဲကျွန်တော်ပြောပြတာဖခင်လိုတော်တိဖို့သင်ဇာတိထဲမှာရှိနေတဲ့၍သင်ဘယ်တော့မှဖခင်လိုတော်မသိနိုင်ဘူးသင်လောကီပုံစံတိုင်းမှာသွားနေတဲ့၍ဖခင်အလိုတော်သင်ဘယ်တော့မှမသိနိုင်ဘူးသင်ရဲ့တက်တာထဲမှာဖခင်ရဲ့နှုတ်ကပတ်တော်နဲ့အမြဲတမ်းကိုယ့်ရဲ့အတွေးခေါ်နဲ့နှုတ်ကပတ်တော်နဲ့မညီရင်ဘာလို့ဖခင်မှာလဲပြောကိုယ့်ရဲ့အတွေးခေါ်ဖဲနှုတ်ကပတ်တော်နဲ့အတွေးခေါ်ပြိုင်လာရင်နှုတ်ကပတ်တော်ဖဲရမှာလားအတွေးခေါ်ဖဲရမှာလားအတွေးခေါ်ဖဲဘာလို့ထဲရမလဲနှုတ်ကပတ်တော်ထဲလာရင်ဖခင်ရဲ့နှုတ်ကပတ်တော်အသက်တာထဲမှာနေရာယူလာရင်ဖခင်ရဲ့အလိုတော်ဘာလဲဆိုတာကိုရှင်းလင်းစွာသိရတယ်ကျွန်တော်ပြောပြမယ်ဖခင်အလိုတော်သိဖို့တရက်တွင်းမှာမသိနိုင်ဘူး24နာရီတွင်းမှာမသိနိုင်ဘူး48နာရီတွင်းမှာမသိနိုင်ဘူး90နာရီတွင်းမှာမသိနိုင်ဘူးဖခင်ရဲ့အလိုတော်ကိုပိုင်းခြားသိနိုင်ဖို့ရန်အတွက်က perfect will ဖခင်ရဲ့အလိုတော်ပြည့်စုံသောဖခင်လိုတော်ကို perfect will ဆုံးလင်းတဲ့ဖခင်လိုတော်ကိုသိရှိနိုင်ဖို့ရန်အတွက်တရက်နဲ့မသိနိုင်ဘူး2ရက်နဲ့မသိနိုင်ဘူးဖခင်အလိုတော်ကိုသိနိုင်ဖို့ရန်အတွက်ကကိုယ့်ရဲ့carnality ကိုယ့်ရဲ့သွေးသားစန္ဒာလောကအရာတွေကိုဖယ်ရှား၍ဖခင်မနစ်သက်သောလမ်းကိုရှောင်လျက်ဖခင်မနစ်သက်သောလမ်းကိုရှောင်လျက်မတရားသောသူတို့တိုက်တွန်းခြင်းတို့မလိုက်လူဆိုးတို့လမ်းတွေမရက်မနေမထီမဲ့မြင်ပြသောသူတို့ရဲ့အစည်းအဝေး၌မထိုင်မဲ့ထာဝရဘုရားရဲ့တရားတော်မှာမွေ့လျော်ပြီးတရားတော်ကိုနေညမပြတ်စင်ကျင်လျက်ကိုယ့်ရဲ့အသွေးသားစန္ဒတွေကိုဖယ်ထုတ်ဘုရားနှုတ်ကပတ်တော်များများထဲလာရင်ဘာဖြစ်လာမလဲအချိန်တိုင်ရင်အသီးသီးလာလိမ့်မယ်အရွယ်မညှိုးနွမ်းတဲ့အပင်ကဲ့သို့ဖြစ်ရလိမ့်မယ်ပြုတ်လေသမျှမှာအောင်ရတဲ့အခွင့်ကိုဘုရားသခင်ပြင်ဆင်ပေးပါလိမ့်မယ်အရောက်စီတိုင်းဘုရားရှင်တာ၍ကောင်းကြီးပေးလေအလိုတော်ကိုရှင်းလင်းစွာသိတော်အတ္တတာဖြစ်ပါစေဘုရားရှင်ကောင်းကြီးပေးပါစေအလုံးခဏမတ်တထားကြရအောင်ခဏသင်လေးတစ်ပုဒ်လောက်နဲ့ကျွန်တော်ဘုရားရှင်ကိုးကွယ်ကြရအောင်